AFC ကိုအင်ရှင်လုံးမဲ့ရှမ်းကြီးများအခုနှစ်ဘောလုံးရသည့်အတွက်ကျင်းပမယ်2026-2029 AFC Channel League ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိထားတဲ့ Shell United အသင်းကတော့အောက်စုပွဲစဉ်တချို့ကိုအင်ရှင်ဖြစ်လက်ခံကျင်းပသွားမယ်လို့သိရှိရပါတယ်2025-2026 မြန်မာလိချန်ပီယံ Shell United အသင်းဟာအစောပိုင်းကာလတုန်းက AFC Channel League ပြိုင်ပွဲကို player အဆင့်ကနေစတင်ရှင်ပြိုင်ကစားသွားရမှာဖြစ်ပေမဲ့နောက်ပိုင်းမှာတော့အောက်စုဆင့်ကနေစတင်ရှင်ပြိုင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး Shell United အသင်းအနေနဲ့သူတို့ပါဝင်ကစားမဲ့အောက်စုပွဲစဉ်တွေကိုရန်ကုန်မြို့မှာအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိချိန်မှာ AFC Channel League ပြိုင်ပွဲကိုအောက်စုဆင့်ကနေစတင်ရှင်ပြိုင်ခွင့်ရရှိထားတဲ့ Shell United အသင်းဟာ AFC Channel League ရဲ့မဲအိုးနှစ်မှာဖိလစ်ပိုင်ကလပ်ဝမ်ခုနှစ်ကြီးအသင်းနဲ့မဲအိုးတစ်ခုထဲမှာကြောက်နေလဲရှိပါတယ်။အာရှဘောလုံးပွဲချုပ်ကနေအခုနှစ်အတွက်ကျင်းပမယ်2026-2029 AFC Channel League ပြိုင်ပွဲရဲ့အရှိဆုံးမဲအိုးတွေအရာမဲအိုးတင်မှာ AFC 2 Playoff ပွဲစဉ်တွေကိုရှင်ပြိုင်ကစားခွင့်ရရှိထားတဲ့အင်ဒိုနီးရှားကလပ်ပါစင်အသင်းနဲ့ဘော်နီယိုအသင်းမနီလာဒကာအသင်းမဲအိုးနှစ်မှာဖိလစ်ပိုင်ကလပ်ဝမ်ကူဂျီနီအသင်း Shell United အသင်းမဲအိုးသုံးမှာတိုင်မေကလပ်ဟော်ရန်အသင်းနဲ့တိုင်နန်စီးတီးအသင်းမဲအိုးလေးမှာတော့ Playoff အဆင့်ကိုအောင်မြင်လာမဲ့အသင်းနှစ်သင်းတို့ကပါဝင်နေလျက်ရှိပါတယ်အခုနှစ်အတွက်ကျင်းပမယ်2026-2029 AFC Channel League ပြိုင်ပွဲကိုအရှိဆုံးနဲ့နောက်ဆုံးဆိုပြီးတော့ဇုံအလိုက်ကျင်းပသွားမှာဖြစ်တယ်လို့အရှိဆုံးပြိုင်ပွဲကအုပ်စုပထမရရှိတဲ့အသင်းနှစ်သင်းနဲ့အုပ်စုဒုတိယရရှိတဲ့အသင်းနှစ်သင်းတို့ကရှုံးထွက်ဆင့်ကိုတက်လန်းခွင့်ရရှိမှာဖြစ်ပေမဲ့အနောက်ပိုင်းဆုံးပြိုင်ပွဲမှာတော့အုပ်စုပထမ3သင်းနဲ့အကောင်းဆုံးအုပ်စုဒုတိယတစ်သင်းတို့ကသာရှုံးထွက်ဆင့်ကိုတက်လန်းခွင့်ရရှိမှာဖြစ်ပါတယ်2026-2029 AFC Channel League ပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တချို့ကိုအေရှင်ဖြစ်လက်ခံကျင်းပသွားမယ် Shell United အသင်းဟာ AFC Channel League ပြိုင်ပွဲကိုတတိယကြိမ်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပြီးအမြင့်ဆုံးအနေနဲ့ကွာတာဖိုင်နယ်အဆင့်ကိုသာတရလန်းရောက်ရှိခဲ့ပူပါတယ်။ Shell United အသင်းဟာအခုနှစ်ဘောလုံးရသည့်မှာပြည်တွင်းပြည်ပကစားသမားအင်အားဖြစ်တဲ့မှုတွေကိုအကောင်းဆုံးပြုလုပ်နေလျက်ရှိပြီးတော့မြန်မာလေဝေးစဉ်အဆင့်ကစားသမားတွေဖြစ်ကြတဲ့ကျော်မင်းဦးလွင်မိုးအောင်တို့အပြင်ပြည်ပကစားသမားအင်အားဖြစ်တဲ့မှုအနေနဲ့ရုရှားဘရာဇီးပြင်သစ်အစရှိတဲ့ကစားသမားတွေကိုခေါ်ယူအင်အားပြည့်တင်ထားပါတယ်။